ဒီဇင်ဘာ19ရက်နေ့နောက်ပိုင်းမှာတော့ Mercury ဟာ Post Shadow Sagittarius ကနေလုံးဝလွတ်မြောက်သွားပါပြီ။ပြီးခဲ့တဲ့သတင်းပတ်တွေမှာကျုံတွေ့ခဲ့ရတဲ့ဆက်သေးကြီးအမားတွေဤပညာပြဿနာတွေနဲ့မရှင်းမလင်းဖြစ်မှုတွေစတင်ပြေလည်သွားပါမယ်။နေယူမွေးမတိုင်မီဒီလိုရှင်းလင်းသွားတာဟာနှစ်တစ်အတဲ့အစီအစဉ်တစ်တွေချမှတ်ဖို့ကြည်လင်လာစေမယ့်အချိန်ကောင်းတစ်ခုဖြစ်ပါတယ်။ဆုံးဖြတ်ချက်ချဖို့ဝေခွဲမရဖြစ်နေသူတွေအတွက်အပြေပေါ်မဲ့ရက်လည်းဖြစ်ပါတယ်။နေယူမမဖြစ်ပေါ်မီတရက်အလိုဒီဇင်ဘာ19ရက်နေ့မှာတော့အလွန်ရှားပါတဲ့ဖြစ်စဉ်တစ်ခုရှိနေတယ်။အဲဒါကတော့ 3i ADLS ရဲတကွန်ဟာ Galactic Center နဲ့ Conjunction သွားခြင်းပါပဲ။ 3i ADLS ဆိုတာအခြား universe တစ်ခုကနေဖြတ်တန်းဝင်ရောက်လာတာကိုပြီးခဲ့တဲ့ဇူလိုင်1ရက်နေ့မှာစတင်တွေ့ရှိထားတာပါ။ရှေးခါကကျဲတကွန်ကောမတီကိုတမန်တော်ရီလို့ယူဆကြပါရယ်။ Galactic Center Sagittarius 27 degree ဝန်းကျင်ဆိုတာက universe ရဲ့အတိအဉာဏ်ပဟောချက်ပါဒီနှစ်ခုပေါင်းစုံလိုက်တဲ့အခါ universe ကနေကမ္ဘာမြေစီကိုကြီးမားတဲ့ဝိညာဉ်ရေးရာအချက်လက် spiritual downloads တွေပို့လွှင့်လိုက်တယ်လို့ပါပဲဒီအချိန်မှာအတိစိတ်ဟာပုံမှန်ထက်ပိုမိုနိုးကြားနေပါလိမ့်မယ်တရားထိုင်တာ rituals လုပ်တာတွေကတာမန်ရက်တွေထက်ပိုပြီးထူးခြားတဲ့သိမြင်မှုတွေရရှိနိုင်ပါပဲဒါဟာဝိညာဉ်ရေးရာတိုးတက်မှုအတွက်အစစ်မိနဲ့အတိမှုစွမ်းအင်တွေကို download ယူရမယ့်အချိန်အထားကောင်းဖြစ်နေပါတယ်။ဒီဇင်ဘာလ20ရက်နေ့ New Moon Sagittarius ကတော့အတွင်းစိတ် subconscious mind နဲ့ဆွဲလာမှုအိမ်မက်ရေးရာနဲ့ကြီးမားတဲ့ဘုံကုန်ကြစီတွေအားနည်းချက်တွေနဲ့ထင်မှတ်မထားတဲ့လူဝက်ရတို့ဝန်ထဲမှုတွေနဲ့ရင်ဆိုင်ရမယ့်အနေအထားမှာရှိနေပါတယ်။ဒီ New Moon ဟာ Sagittarius degree 28မှာဖြစ်ပေါ်မှာဖြစ်ပြီး 12th house မှာ Mercury နဲ့ Venus တို့ကလည်းအတူပူးရနေကြပါတယ်။ 12th house အဆုံးသတ်ခြင်းနဲ့အစာဖြစ်ခြင်းကြားကကြားခံနေပြီပါ။ဒီအချိန်မှာအကြောင်းပြချက်မရှိဘဲတယောက်ချင်းနေခြင်းတာအတိတ်ကအကြောင်းအရာဟောင်းပြီးမဖြေရှင်းရသေးတဲ့စိတ်တရားတွေပြန်ပေါ်လာတာအိမ်မက်တွေအယံမှတ်တာထူးခြားတဲ့နိမိတ်တွေမြင်ရတာမျိုးတွေရှိလာနိုင်တယ်။ Mars in Capricorn ဟာသူ့ရဲ့ energy အမြင့်ဆုံးဖြစ်တဲ့ Capricorn နဲ့ကိုဝင်ရောက်နေပြီဖြစ်တဲ့အတွက်အစိုးရသို့မဟုတ်အာဏာပိုင်အဖွဲ့အစည်းတွေဘက်ကတင်းကျပ်တဲ့ဥပဒေတွေစီမင်းသစ်တွေထုတ်ပြန်လာနိုင်ပါတယ်။ Mars in Capricorn ဟာတိုက်ခိုက်ရေးနဲ့ဆက်ဆက်နေတာမို့စစ်ရေးလုံခြုံရေးဆိုင်ရာလှုပ်ရှားမှုတွေပုံပုံပြင်းထန်လှုပ်ရှားလာနိုင်ပါတယ်။ 12th house ကလူဝချက်အိမ်ဖြစ်ပါတယ်။ခေါင်းဆောင်ပိုင်းနဲ့အမြဲကြီးပုဂ္ဂိုလ်ရဲ့နောက်ွယ်ကဖုံးထားတဲ့အကြောင်းအရာတွေရုပ်တရက်ပေါ်ပေါက်လာနိုင်ပါတယ်။ Sun, Moon, Square, Neptune ရေနဲ့ဆက်ဆက်သောထိခိုက်မှု New Moon မှာ Neptune နဲ့တင်းမာမှုအခြေအနေကြားရောက်နေပါတယ်။ပင်လယ်ရေကြောင်းဆိုင်ရာမတော်တဆမှုများစီဓာတ်ငွေ oil and gas နဲ့ပတ်သက်တဲ့ပြဿနာတွေဓာတုအဆိပ်သင့်တာမျိုးတွေနေရာနဲ့မှကြားရနိုင်ပါတယ်။ကိုယ်ဆက်ယောဂနဲ့ပတ်သက်တဲ့သတင်းတွေပြည့်နှက်လွယ်ပါတယ်။စိတ်ရှုပ်ထွေးမှုတွေများမယ်။မိမိလုပ်နေတဲ့အလုပ်ရည်မှန်းချက်တွေပေါ်ဝေဝါးနေမယ်။တပားတို့လိမ့်နာခံရလွယ်တဲ့ရက်ဖလို့အရေးကြီးစာချုပ်စာတမ်းတွေမှာတတိထားသင့်ပါတယ်။ The Festival of Lights ဒီဇင်ဘာလနောက်ပိုင်း Winter Solstice ဟာ Jew mysticism သမိုင်းမှာဟနာကာပွဲတော်ကိုလည်းကျင်းပနေရှိပါတယ်။ BC 160ဝန်းကျင်ကမကာဘေတပ်ဖွဲ့တွေဟာသူတို့ရဲ့ဝိပုကျောင်းတော်ကိုပြန်လည်သိမ်းပိုက်အောင်နိုင်ပြီးချိန်မှာမီးထွန်းဖို့အတွက်ဆောင်းလွတ်စီပမာဏကတရက်စာပါကျန်နေတော့ပါတော့တယ်။ဒါပေမဲ့အဲ့ဒီတရက်စာစီအနေနဲ့ဟာရှေ့ရတိုင်တိုင်မီးမငိမ့်မသွားပဲအန်အိုးပွယ်ကောင်းတော့ဆက်ပြီးတောက်ပါနေခဲ့ပါတယ်။နေတာအတူဆိုအမောင်ပိတ်ဆုံးအထင်ကာလဟာကိုယ်ပိုင်အလင်းကိုအတွင်းမှာရှာဖို့ universe နဲ့ synchronicity ဖြစ်ဖို့အကောင်းဆုံးအချိန်ကိုလည်းဆိုပါတယ်။ 12 house ဆိုတာအမှောင် void ပါဒါပေမဲ့အဲ့ဒီအမှောင်ထဲမှာကိုယ်ပိုင်အလင်းကိုရှာတွေ့နိုင်ပါတယ်။ Jupiter retrograde သွားနေတဲ့အချိန်အဖြစ်လောကအချိန်ကြီးဟာအမှောင်ကြီးစိုးနေရင်တောင်မီးစာကုန်စီခါနေတယ်လို့မတွေးပါနဲ့ဒီဖြစ်ရလို့လည်းပဲကိုယ့်စီမှာရှိတဲ့ယုံကြည်ချက်အငြင်းငယ်ကပဲကြီးမားတဲ့အံပွဲကိုဖြစ်စေနိုင်တယ်ဆိုတဲ့ဝင်ငွေရေးရသဘောကိုယူဆောင်လာပါတယ်ဒီ New Moon မှာဖြစ်ပေါ်မဲ့ Sagittarius 28 degree ဟာ Tarot Decan စနစ်အရ Third Decan ဖြစ်ပြီး Ten of Wands ခန့်နဲ့သက်ဆိုင်နေပါတယ်ဒီ card မှာတာဝန်နဲ့ပြည်နေခြင်း overburdened သို့မဟုတ်မိမိနိုင်တာထက်ပိုတည်ထားမိနေခြင်းနမိတ်ကိုဆိုလိုပါတယ်ရှေးဟောင်းနမိတ်အမျိုးအစားမှာဒီ card ကို Lord of Oppression ကိုခေါ်ဆိုပါတယ်အောင်နေမှုပန်းနိုင်ကိုရောက်ခါနေမှာအမောဆုံးအပင်ပန်းဆုံးဖြစ်နေတဲ့အခြေအနေမျိုးပါဒီ New Moon မှာဒီစွမ်းရင်ကြားရနေတာကမလိုအပ်တဲ့ဝင်တွေကိုချထားလိုက်ဖို့တတိပေးနေတာပါအခုချိန်ထိတဲဆောင်လာတဲ့စိတ်တိုင်းဓာတ်တွေတာဝန်တွေတပားသူရဲ့ပြဿနာတွေကို
letting go လုပ်လိုက်ပါမဟုတ်ရင်ရှေ့ဆက်မဲ့ခရီးတဲ့မှာပင်မပြီးလဲကျသွားနိုင်ပါလေဒီ new moon ဟာနှစ်တစ်နေ့ရဲ့အဆုံးသတ်ခြင်းနဲ့များပြပေမဲ့ Capricorn မှာရောက်နေတဲ့ Mars ကခွန်အားပေးပါလိမ့်မယ်စိတ်ကူးရင်မှုနဲ့ပတ်သက်တဲ့ Neptune ဟာလက်တစ်ကောင်ထဲဖော်မှုဆိုတဲ့ Saturn နဲ့ conjunction 3 ရက်ဒီ Aries အထိ February မှာပေါ်ပြီးနီးကပ်လာတာမှဖြစ်တဲ့အတွက်လာမယ့်နှစ်သစ်မှာဝိညာဉ်ရေးယုံကြည်မှုနဲ့အစင်းမြင့်ပညာရေးတွေနဲ့ပတ်သက်ပြီးအကောင်းဆုံးအခြေခံအုတ်မြစ်ကို Universe ကပြန်လည်တည်ဆောက်မှာလည်းဖြစ်ပါတယ်လို့မင်းရဲ့သူရေးသားတဲ့ Universe message ကိုဖတ်ကြားလိုက်ရပါတော့တယ်။ကျွန်မကတော့တင်ဆက်သူဒီယိုဖြစ်ပါတယ်။